အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုလေးကနေအားလုံးကိုကြိုဆိုပါရစေဒီဗီဒီယိုလေးထဲမှာကျွန်တော်ကဘာဦးကျန်အခန်းကြီး1တစ်ကနေအငယ်တစ်ကနေ9အထိကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ကျမ်းစာရေးတဲ့လူတွေအကြောင်းပထမဆုံးဆွေးနွေးချင်ပါတယ်traditionally အရာဒီ Genesis ကိုတော့မောရှေရေးတယ်လို့ပြောကြတယ်နောက်ပိုင်း scholar တွေက JEDP ရေးတယ်လို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုထဲမှာတော့အဲ့ဒါတွေလေးလို့ရှုပြီးတော့ဒီအတ္တရီလသမိုင်းတစ်လျှောက်လုံးရဲပြီးတော့အခုခရိယန်သမိုင်းတစ်လျှောက်လုံးဖျားသခင်ကနှုတ်သွင်းတော်မူတဲ့ကျမ်းချက်အနေနဲ့ပဲကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ် scholar တော်တော်များများက Genesis စာအုပ်ကိုmeat ပုံစံမျိုးနဲ့ပြောကြတယ် Dandari လိုမျိုးပဲပြောကြပါတယ်အဲ့လိုမျိုးနဲ့နားလေတဲ့ချိန်မှာတမန်ကျမ်းစာရဲ့အမှန်တရားတွေလေးနဲ့မှုတွေကပေါ်ရော့သွားတာပေါ့နော်ဒီဗီဒီယိုထဲမှာဒီတမန်ကျမ်းစာကိုဒီ scientific reading ပုံစံမျိုးနဲ့ကျွန်တော်ဖော်ပြသွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်မှာခံယူချက်လေးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဖယားသခင်ကအမှန်တရားတစ်ခုခုကိုပြောပြခဲ့တယ်ဒါပေမဲ့မပြည့်စုံတဲ့လူစကလုံးတွေနဲ့ရေးသားထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လက်ခံထားပါတယ်ကဘာဦးကျန်အခန်းကြီး1အငယ်1ကနေ9အထိကပထမရဲ့အတွင်းဖန်ဆင်းထားတဲ့အရာတွေဆိုပြီးတော့ကျမ်းစာထဲမှာပါထားပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကအဲ့ဒီပထမ yes ဆိုတဲ့စကားလုံးကိုပထမအပိုင်းဆိုပြီးတော့ကျွန်တော်နားလေးစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့စကြဝဠာလည်းမရှိသေးဘူးကဘာတောင်မရှိသေးတဲ့အခြေအနေတွေရေးတဲ့ချိန်မှာပထမ yes ဆိုတဲ့ဟာကြီးကတမျိုးဖြစ်တာပေါ့နော်ဒါပေမဲ့ပထမအပိုင်းလို့ပြောသွားရင်ကျွန်တော်အနေနဲ့နားလေတာလဲကျွန်တော်အတွက်အဆင်ပြေတဲ့ကဘာဦးကျန်အခန်းကြီး1ကိုကျွန်တော်ဖတ်ပါမယ်အစာဦး၌ဘုရားသခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူ၏တဲ့ကျွန်တော်ဒီမှာ sharing လေးတစ်ခုလုပ်ချင်ပါကျွန်တော်ကချင်းတိုင်းသားမလို့ကျွန်တော်ကျမ်းစာကို version မျိုးစုံနဲ့ဖတ်ရပါတယ် version မျိုးစုံနဲ့ဖတ်ရတဲ့အထဲမှာကျွန်တော် Falan ကျမ်းစာကိုမြန်မာ Bible Society နဲ့ထုတ်လုပ်တဲ့ဒီ online phone app ထဲမှာရှိတဲ့ဟာလေးပေါ့နော်အဲ့ဒီထဲမှာပါတယ်လေဆိုတော့အစဦးနိုင်ဖျားသခင်ကမြေကြီးနဲ့ကောင်းကင်ဆိုပြီးတော့ပြောင်းပြန်လှန်ပလိုက်တယ် Falan လို့ဆိုရင်တော့လိုက်လေဗန်အဲ့လိုမျိုးနဲ့ပြောင်းပြန်လှန်ပလိုက်တာဣတရေလတွေရဲ့ဒလိထုံးစံတွေကိုဒလိထုံးစံသမိုင်းတွေကိုလေ့လာမယ်ဆိုရင်တို့အသက်ကြီးတဲ့လူတွေတန်ဖိုးရှိတဲ့လူတွေကိုအရင်ရေးတယ်ပြီးတော့ငယ်တဲ့လူတွေကိုနောက်မှအဲ့လိုမျိုးရေးတဲ့ပုံစံမျိုးတွေ့ရတယ်ဒီတမန်ကျမ်းစာထဲမှာလည်း heaven ဆိုတဲ့စကားလုံးကအရင်သုံးထားတဲ့ကြောင့်ကောင်းကင်မှာရှိတဲ့အရာများကဘာမြေကြီးထက်ပိုပြီးတော့အသက်ကြီးတယ်ဆိုတာတမန်ကျမ်းစာကပြောနေပါတယ်ဒီကောင်းကင်ဆိုတဲ့စကားလုံးက Hebrew လိုပေါ့နော်Hassamayim ဆိုတဲ့စကားလုံးသုံးထားတယ်အဲ့ဒီ Hassamayim ကိုအင်္ဂလိပ်လိုဘာသာပြန်တဲ့ချိန်မှာheavens နဲ့ sky ဆိုပြီးတော့ anetic ပဲဖွင့်လို့ရတယ်ပေါ့နော်အဲ့ဒီမှာplural word သုံးထားတယ်လို့ဒါပေမဲ့ all of ဆိုတဲ့ပုံစံမျိုးကိုမတွေ့ရဘူးပေါ့နော်အခုကျွန်တော်တို့လက်ရှိမှာလဲကောင်းကင်မှာရှိတဲ့အရာတွေအားလုံးကဘာထက်ကြီးတဲ့ဟာအများကြီးရှိတယ်ကဘာတက်တန်းထငယ်တဲ့ဟာအများကြီးလဲတွေ့ရပါတယ်ဒီအချက်တွေကိုကျွန်တော်တို့ကြည့်ချင်းအဖြစ်တမန်ကျမ်းစာနဲ့ဒီသိပ္ပံကကိုက်ညီနေတာမျိုးတွေ့နိုင်ပါတယ်ဗျာကဘာဦးကျန်အခန်းကြီး1အငယ်2ဖက်တော့ရအောင်ဒီထဲမှာကျွန်တော်တို့ formless ပေါ့နော်ပုံသဏ္ဍာန်မရှိတဲ့ကဘာမြေကြီးကိုတွေ့ရတယ်ကျမ်းစာထဲမှာပုံသဏ္ဍာန်မရှိတဲ့ကဘာမြေကြီးကိုရေးသားထားပါတယ်သိပ္ပံကလည်းဘာပြောတယ်လဲဆိုတော့ဒီကဘာမြေကြီးဒီအစအပိုင်းမှာပေါ့နော်ဒါအစအပိုင်းမှာကျတော့ဒီကြောက်ရည်ပူပေါ့နော်ပုံစံမရှိတဲ့အရာမျိုးကိုသိပ္ပံကလည်းပြောထားပါတယ်ပြီးတော့ကဘာမီကြီးအမှောင်မဲနေတယ်လို့ရေးသားထားပါတယ်သိပ္ပံကလည်းဒီကဘာအစအပိုင်းမှာကြောက်ရည်ပူတွေပဲဒီ formless ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဘာဖြစ်တယ်လဲဆိုရင်တော့ဒီနေကအလင်းရောင်တော့အခုလောက်တော့မလင်းသေးပေမဲ့ပေါ့နော်အဲ့ဒီအလင်းရောင်ကဒီကဘာမီကြီးကိုမဖောက်နိုင်သေးဘူးပေါ့နော်ဘာဖြစ်လို့မဖောက်နိုင်သေးတယ်လေဆိုရင် volcanic atmosphere တွေနဲ့ပြည့်နေသေးတာပေါ့နော်ဒီကဘာမြေကြီးကအဲ့ဒါကြောင့်အလင်းကမဖောက်နိုင်တော့မှောင်မဲနေတဲ့အရာဖြစ်နေတယ်ဆိုတာသိပ္ပံကလည်းပြောထားပါတယ်အဲ့ဒါပြီးရည်ပြင်ပေါ်မှာဘုရားသခင်ရဲ့ဝိညာဉ်တော်ရှိတယ်ဆိုတဲ့ဟာပါတယ်
အဲ့တော့အဲ့ဒီချိန်မှာကဘာတိတ်ပံအရာပြောရမယ်ဆိုရင်အဲ့ဒီအခါမှာပေါ့နော်ဒီကဘာမီကြီးကမူးတွေပေါ့နော်အပေါ်မူးတွေအများကြီးရွာပြီးတော့ဒီရီတွေတော့အများကြီးရှိနေပြီဆိုတဲ့ဟာတော့ဒီအခုလိုမျိုးပင်လေသမုတ်တရားအဆင့်မဟုတ်ပဲねရီတွေအများကြီးတော့ရှိနေပြီဆိုတဲ့ဟာဖော်ပြထားပါတယ်ဒါကြောင့်ဒီရီရှိတယ်ဆိုတဲ့ဟာလေဒီတိတ်ပံအရာကိုက်ညီနေကြောင်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရပါတယ်ကဘာဦးကျန်းအခန်းကြီးတိအငယ်3ဖက်မှာကျွန်တော်တို့တွေ့မြင်နိုင်တာကြတော့ဒီဖျားသခင်ကအလင်းဖြစ်ပါစေဆိုပြီးတော့ပြောသားထားပါတယ်ဒီ volcanic atmosphere အဲ့ဒါကြီးကပြီးသွားတဲ့ချိန်မှာပေါ့နော်ဒီအလင်းကကဘာမီကြီးကိုဆရောက်တယ်ဆရောက်တဲ့ချိန်မှာဒီကဘာမီကြီးကလေနေတဲ့အခုလိုမျိုး24နာရီတရက်ပုံစံမျိုးနဲ့လေနေတာတော့မဟုတ်ပါဘူးဒီအလင်းရောင်ရောက်တဲ့ချိန်မှာပေါ့နော်ဒီကဘာမီကြီးမှာဒီအမောင်ဖက်ချမ်းနဲ့အလင်းဖက်ချမ်းခွဲသွားတယ်ဆိုတဲ့ပုံစံမျိုးတိတ်ပံမှာလည်းဒီတွေ့နိုင်ပါတယ်ဒီအပေါ်ဟာပြောကြားချက်တွေကျွန်တော်လေ့လာမယ်ဆိုရင်ဒီတမန်ကျမ်းစာကဒီကဘာကိုဗဟုပြုပြီးတော့ရေးသားထားတာကိုလည်းကျွန်တော်တို့တွေ့နိုင်တယ်ပြီးတော့ကဘာ timeline အနေနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့73.8 ဘီလီယံကနေလွန်ခဲ့တဲ့3.9 ဘီလီယံအကြာဖြစ်ပျက်မှုတွေကိုဒီတမန်ကျမ်းစာ Genesis ကဘာဦးကျန်း1ကနေကဘာဦးကျန်း1အငယ်1ကနေ9အတွင်းကျွန်တော်တို့တွေ့နိုင်တာဖြစ်ပါတယ်တချို့တရားဟောဆရာတွေကဒီကျန်းစာရကဘာတက်တန်တွတ်တဲ့ချိန်မှာ9000လို့တွတ်တဲ့လူတွေရှိတယ်ဘယ်လိုမျိုးနဲ့သူတို့တွတ်တာလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီအဲ့လိုမျိုးတွတ်တဲ့ချိန်မှာဘာပြဿနာဖြစ်လဲဆိုတော့ဒီခေတ်စာပေခေတ်လူတော်တော်များများကစာဖတ်တဲ့ခေတ်ရောက်တဲ့ချိန်မှာဒီတိတ်ပံတွေ့ရှိမှုတွေကတော်တော်လေးနဲ့လာတဲ့ချိန်မှာပေါ့နော်ကျွန်တော်တို့ကျန်းစာရဲ့လေးနဲ့မှုကပေါ့သွားတော့ဒီဘာသာရေးဘက်မှာကျွန်တော်တို့ပေါ့သွားစေတဲ့အရာတွေထဲမှာပါတယ်ကဘာဦးကျန်းအခန်းကြီး1အငယ်1ကအစအုပ်၌ကောင်းကင်နဲ့မြေကြီးဆိုတဲ့စကလုံးနှလုံးကြားမှာတောင်6 billion year တောင်မှကွာဟနေတာမျိုးတွေ့ရတာပေါ့နော်နေကုန်းအနေနဲ့ပြောရရင်တော့ကဘာဦးကျန်းအခန်းကြီး1အငယ်1ကနေ9ကြားအရာတွေအလုံးကတိတ်ပံ timeline နဲ့ပြောမယ်ဆိုတော့ဒီလွန်ခဲ့တဲ့73.8 ဘီလီယံနဲ့ဒီ3.9 ဘီလီယံအကြားထဲကဖြစ်ပျက်တွေကိုရေးသားထားတယ်ဆိုတဲ့ဟာကိုက်ညီလေးတွေ့နိုင်ပါတယ်